ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးရသွားပြီပေါ့နော်ဒီလိုမျိုးလေးအစင်းစင်းရသွားပြီဆိုရင်ကျမတို့ဒီနေရာမှာလဲဒီဘက်ကိုတဆင့်ထပ်တက်ရမှာဖြစ်တဲ့အတွက်ပေါ့နော်ရှစ်တိုင်လေးဒီမှာကိုရှစ်တိုင်တစ်တိုင်ထိုးလိုက်မယ်နော်ရှစ်တိုင်လေးထိုးပြီးရင်ဖွင့်ပြီး15ချက်ထိုးမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်6ချက်9ချက်10ချက်9 10 11 12 13 14 15ထိုးပြီးရင်ဖွင့်ပြီး15ချက်ထိုးပြီးရင်ဖွင့်ပြီး10ပေါက်မှာဂွင်းလေးပြန်လုံးမယ်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်6ချက်9ချက်10ချက်ဖွင့်ပြီး10ချက်ရောက်ပြီးရင်ဂွင်းလေးလုံးလိုက်မယ်ဂွင်းလေးလုံးပြီးရင်ကျမတို့ပြန်ဒီလိုမျိုးလေးလှည့်လိုက်မယ်နော်ဂွင်းလေးကိုလှည့်လိုက်မယ်လှည့်ပြီးရင်ဖွင့်ပြီး5ချက်ထိုးမယ်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်ဖွင့်ပြီး5ချက်ထိုးပြီးသွားရင်ဒီနေရာလေးမှာရှက်ကော်လေးနဲ့ရှက်ကော်ကွင်းကိုစက်ကော်လေးနဲ့ထိုးမယ်ဒီတိုင်းပဲပေါ့နော်အဲ့ဒီလိုမျိုးလေးလေးကွင်းထိုးမယ်နော်လေးကွင်းပြည့်အောင်ထိုးလိုက်မယ်နော်ဒီလိုမျိုးလေး၄ပေါက်ရသွားပြီပေါ့နော်ဒီလိုမျိုးလေး၄ပေါက်ရသွားရင်ဒီဘက်ပေါက်လေးထဲကနေဝင်ပြီးတော့ရှက်ကော်လေးနဲ့တတ်မယ်ပြီးရင်ဖွင့်ပြီးတစ်ချက်ထိုးမယ်ပြီးရင်လှည့်ပြီးတော့ဒီမှာဖွင့်ပြီး9ချက်ကိုတခါတည်းဒီလိုမျိုးလေးတတ်မယ်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်6ချက်9ချက်ဒီလိုမျိုးလေးပေါ့နော်ဖွင့်ပြီး9ချက်ဒီလိုမျိုးလေးထိုးမယ်ဒီလိုပုံစံမျိုးလေးနော်ဒီလိုပုံစံမျိုးလေးထိုးပြီးရင်ဒီမှာဖွင့်ပြီးတစ်ချက်ထိုးမယ်ပြီးရင်ပြန်လှည့်လိုက်မယ်နော်ဒီဘက်ကိုလှည့်ပြီးတော့ဒီလိုမျိုးလေးဒီမှာတိုင်း3နိုင်ထောင်မယ်နော်ဖွင့်ရစ်တိုင်း3နိုင်ပြန်ထောင်မယ်ဒီပေါက်လေးထဲမှာတစ်တိုင်းနှစ်တိုင်း3နိုင်ပြီးရင်ဖွင့်ပြီး3ချက်ထိုးမယ်တစ်ချက်နှစ်ချက်3ချက်ဖွင့်ပြီး3ချက်ထိုးပြီးရင်ဒီပေါက်လေးထဲမှာပဲအထုံးလေးလုပ်မယ်နော်ထုံးလေးလုပ်မယ်ပြီးရင်တိုင်း3နိုင်ပြန်ထောင်မယ်နော်တစ်တိုင်းနှစ်တိုင်း3တိုင်းဒီလို3နိုင်ရပြီပေါ့နော်ဒီလို3နိုင်ရပြီးရင်ဒီဘက်တစ်ပွင့်ကိုမထိုးတော့ဘူးနော်ဒီဘက်တစ်ပွင့်ကိုမထိုးတော့ဘဲနဲ့ဒီဘက်မှာကိုနောက်တစ်ပွင့်စာကိုပေါ့နော်ထပ်ထိုးမှဖြစ်တဲ့အတွက်ပေါ့နော်ဒီမှာကိုရစ်တိုင်လေးပဲပြန်တော့ထိုးမယ်နော်ဖွင့်ပြီးမထိုးတော့ဘဲနဲ့ရစ်တိုင်လေးထိုးလိုက်မယ်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးရွတ်တိုင်ထိုးပြီးရင်ဒီမှာဖွင့်ပြီး15ချက်ထိုးပြီးတော့ဂွင်းလေးလောက်မှာပေါ့နော်ဂွင်းလေးလောက်ပြီးဂွင်းလေးလောက်မယ်ပေါ့နော်ကျမတို့ဒီဘက်ထိပ်ကိုရောက်ပြီပေါ့နော်ဒီဘက်ထိပ်ရောက်ပြီးရင်ဒီမှာပွင့်လွှာတလွှာလေးထိုးတယ်ပြီးလို့ရှိရင်ဒီမှာပွင့်လွှာတလွှာစွာ
တလာတပွင့်စာမှာတလွာစာထိုးလိုက်တယ်ပေါ့နော်တလွာစာထိုးပြီးလို့ဆိုရင်ဒီဘက်ထိတ်မှာပေါ့နော်ဒီပွင့်လွှာရဲ့ဒီဘက်ပထမပွင့်ရဲ့အလွှာလေးရဲ့ထိတ်မှာပေါ့နော်ဒီထိတ်လေးကနေဒီဘက်ဒီထိတ်ကဒီပွင့်လွှာဒီဘက်တစ်ဖက်ရဲ့ပွင့်လွှာပေါ့နော်ဒီဘက်တစ်ချမ်းရဲ့ပွင့်လွှာထိတ်လေးနှစ်ခုကိုဆွဲပြီးတော့ကျမတို့ပေါင်းလိုက်မယ်နော်ဒီလိုမျိုးလေးပေါင်းလိုက်မယ်ဒီလိုပုံစံမျိုးလေးပေါ့နော်ဒီလိုပုံစံမျိုးလေးပေါင်းလိုက်ပြီးရင်ဖွတ်မီတစ်ချက်ထိုးလိုက်မယ်နော်ဒီမှာဒီလိုမျိုးလေးပေါ့ဒီလိုပုံစံမျိုးလေးဖွတ်မီတစ်ချက်ထိုးလိုက်မယ်ပြီးရင်ဖွတ်မီ6ချက်ပြန်ထိုးမယ်နော်တစ်ချက်နှစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်ဖွတ်မီ6ချက်ထိုးပြီးရင်ဒီနေရာလေးမှာရှက်ကော်လေးနဲ့တက်လိုက်မယ်နော်ရဲ့ချီမြင်ရဲ့ထိတ်လေးအရန်သေးတော့လေးဆွဲတဲ့အခါလွတ်တော့ပေါ့နော်ဒီဘက်ပေါက်ထဲမှာဝင်ပြီးတော့ဖွတ်မီ6ချက်ပြန်ထိုးမယ်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်6ချက်ပေါ့နော်ဒီလိုမျိုး6ချက်ထိုးပြီးရင်ဒီဘက်ထိတ်တစ်ပွင့်ကြံလေးတယ်နော်ဒီဘက်ထိတ်ရဲ့ဒီဘက်ထိတ်ပေါက်လေးမှာပေါ့နော်ဒီဘက်ဒီထိတ်လေးနော်ဒီလိုမျိုးဘူးတုံလေးထိတ်မဟုတ်ဘူးနော်ဒီနေရာလေးနော်ဒီနေရာလေးရဲ့ပထမဆုံးကျမတို့တိုင်ထောင်လဲအဲ့ဒီတိုင်လေးရဲ့ရှစ်တိုင်လေးရဲ့ထိတ်လေးနဲ့ဒီဘက်ထိတ်လေးနဲ့ဆွဲပြီးတော့ဒီလိုမျိုးလေးနော်အဲ့လိုမျိုးလေးလုပ်ပြီးရင်တခါတည်းကျမတို့ရှစ်တိုင်ဒီမှာ3နိုင်ထောင်မယ်နော်တစ်တိုင်နှစ်တိုင်3နိုင်ဒီလို3နိုင်ထောင်ပြီးရင်ဖွင့်ပြီး3ချက်ထိုးမယ်နော်တစ်ချက်နှစ်ချက်3ချက်ဖွင့်ပြီး3ချက်ထိုးပြီးရင်ဒီထိတ်လေးထဲမှာပဲဘူးလေးလုံးမယ်နော်ဘူးလေးလုံးမယ်ပြီးရင်ဖွင့်ပြီးsorry ရစ်တိုင်3နိုင်ပြန်ထောင်မယ်နော်ရစ်တိုင်3နိုင်ပြန်တက်မယ်တစ်တိုင်နှစ်တိုင်3နိုင်ဒီမှာရစ်တိုင်လေးတက်ပြီးလို့ဆိုရင်တပွင့်ထောက်ပြီးတော့ကူးမှဖြစ်တဲ့အတွက်ပေါ့နော်ဒီနေရာမှာကိုလည်းရစ်တိုင်လေးပဲလှုပ်လိုက်မယ်နော်မျိုးလေးပေါ့နော်အဲ့လိုမျိုးလေးပဲပြီးရင်ဖွင့်ပြီး15ချက်ထိုးပြီးတော့ခွင်းလေးလုပ်မယ်နော်ခွင်းလေးလုပ်ပြီးတော့ပွင့်လွှာတလွာစာလေးလုပ်လိုက်မယ်နော်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးရလာတယ်ပြီးလို့ဆိုရင်ကျမတို့တွေကပေါ့နော်ဒီပန်းပွင့်တွေကိုဒီဘက်တစ်ပွင့်နဲ့ဒီဘက်တစ်ပွင့်ချိတ်တဲ့အခါဆိုလို့ဆိုရင်သတိထားပေးပါပေါ့နော်ဘာလို့လဲဆိုလို့ဆိုရင်အကယ်၍ကိုကဒီလိုမျိုးချိတ်မိသွားမယ်ဆိုလို့ဆိုရင်ပြန်ပြီးတော့ဖြုတ်ရမှာဖြစ်တော့ပေါ့နော်အဲ့ဒါကြောင့်လို့ဒီလိုမျိုးလေးပဲချိတ်ပါပေါ့နော်ဒီမှာကျမတို့ထိုးတာ3နိုင်ထိုးပြီးရင်ဒီဘက်ထိတ်မှာဖွင့်ပြီး6ချက်မထိုးတော့ဘဲနဲ့ဒီလိုမျိုးလေးတိုင်ထောင်လိုက်တယ်ပြီးလို့ဆိုရင်ဒီဘက်ထိတ်ကထိတ်ပေါက်လေးနဲ့ဒီထိတ်ပေါက်လေးနဲ့ကိုချိတ်လိုက်တယ်ပေါ့နော်ချိတ်လိုက်ပြီးတော့ဖွင့်ပြီးတစ်ချက်ထိုးလိုက်မယ်နော်ဖွင့်ပြီးတစ်ချက်ထိုးရင်ပြီးရင်ဖွင့်ပြီး6ချက်ပြန်ထိုးမယ်နော်တစ်ချက်နှစ်ချက်3ချက်4ချက်5ချက်6ချက်ဖွင့်ပြီး6ချက်ထိုးပြီးရင်ဒီပေါက်လေးထဲမှာပဲချက်ကော်လေးနဲ့တက်လိုက်မယ်ပြီးရင်ဒီဘက်ပေါက်လေးထဲမှာဝင်ပြီးတော့ချက်ကော်လေးနဲ့တက်လိုက်မယ်ပြီးရင်ဖွင့်ပြီး6ချက်ထိုးမယ်နော်တစ်ချက်နှစ်ချက်3ချက်
4ချက်5ချက်6ချက်ဖွင့်ပြီး6ချက်ထိုးပြီးသွားရင်ဒီထိတ်လေးနဲ့ပြန်ပြီးတော့ချိတ်မယ်နော်ဒီဘက်ထိတ်လေးနဲ့ဒီပွင့်ဖက်ရဲ့ထိတ်လေးနဲ့ချိတ်မယ်ဒီလိုမျိုးလေးပေါ့ဒီလိုပုံစံမျိုးလေးပဲနော်အဲ့လိုပုံစံမျိုးလေးပြီးလို့ရှိရင်တခါတည်း3ရက်တိုင်ကိုဒီမှာ3နိုင်အရင်ထိုးမယ်ပြီးရင်ပုလေးလုပ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ကျမတို့တလွာရအောင်ထိုးလိုက်မယ်နော်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးလေးထိုးလို့ဒီဘက်ထိပ်မှာတလွာထိုးပြီးသွားပြီဆိုရင်ဒီနေရာမှာတော့ဖွင့်မီက6ချက်ပဲထိုးရမယ်နော်1ချက်2ချက်3ချက်4ချက်5ချက်6ချက်ဖွင့်မီ6ချက်ထိုးပြီးရင်ဒီထိပ်ပေါက်လေးထဲမှာပဲရှက်ကော်လေးနဲ့ပတ်လိုက်မယ်ပြီးရင်ဒီမှာပဲဒီတိုင်းအရင်လိုပုံစံလိုပဲပေါ့နော်ဖွင့်မီ6ချက်ထိုးမယ်တိုင်6တိုင်ထောင်မယ်ပေါ့နော်တိုင်3နိုင်မြောက်မှာကိုတိုင်3နိုင်မြောက်မှာကိုဘုတုံလေးလုပ်မယ်ပေါ့နော်အဲ့ဒါကိုကျမတို့လူတလောက်အဆုံးထိပေါ့နော်ဒီနာဒီအပွင့်ထိရအောင်ထိုးလာခဲ့မယ်နော်ဒီဘက်တစ်ပွင့်လေးကတော့ပြန်ပြီးတော့ထိုးပြပေးမယ်နော်ဒီဘက်တစ်ပွင့်စာပေါ့နော်ဒီဘက်တစ်ပွင့်စာမှာရောက်ရင်ကျမတို့ဒီကနေတခါတည်းဆွဲပြီးတော့ဒီမှာတိုင်ပြတိုင်လေးကို3နိုင်ထောင်မယ်ပြီးရင်ဘုလေးလုပ်မယ်ပြီးရင်တိုင်3နိုင်ထောင်မယ်အဲ့လိုပုံစံလေးကိုဒီတလွာမှာပဲကျမတို့ထိုးမယ်ပေါ့နော်ဒီတလွာမှာပဲထိုးမယ်ဒီလိုပုံစံမျိုးလေးပေါ့နော်ဒီလိုပုံစံမျိုးလေးတလွာပဲထိုးပြီးတော့တက်မယ်နော်ဒီလိုပုံစံမျိုးလေးဒီဘက်မှာကိုဒီလိုပုံစံမျိုးလေးနှစ်ပွင့်စာပေါ့နော်နှစ်လွာစာထားရတယ်ဒါကိုပေါ်ဝါဆုံးတဲ့ခါဆိုလို့ရှိရင်ပြန်ပြီးတော့ဒီလိုပုံစံမျိုးလေးပြန်ထိုးလို့ရတယ်နော်တလွာပုံစံမျိုးလေးပြန်ထိုးလို့ရတယ်အခုကတော့ကျမလည်းဆုံးထိမထိုးတဲ့အတွက်ပေါ့နော်ဒီလိုမျိုးလေးပဲပြောပြပေးသွားမယ်နော်အဆုံးထိထိုးတဲ့ခါကြာလို့ရှိရင်လည်းတစ်ခေါက်ပြန်ပြီးတော့ထိုးပြပေးမယ်နော်ဒီပေါ်ဝါလေးကအရင်လည်းမခက်ဘူးနော်လွယ်ကူပါပဲအရင်နဲ့ခက်တဲ့အထဲမှာမပါဘူးပေါ့နော်အဲကြောင့်လှတယ်အပြင်မှာပို့ပြီးတော့လှတာပေါ့နော်ဒီဗီဒီယိုကရတာလည်းနည်းနည်းရှည်တဲ့ဖြစ်တဲ့အတွက်ပေါ့နော်အဲဒါကြောင့်လို့3နိုင်ပြီးရင်ဖွင့်ပြီး3ချက်ထိုးမယ်ဖွင့်ပြီး3ချက်ထိုးပြီးတော့ဒီမှာအဘုလေးလောက်လိုက်မယ်နော်ပြီးလို့ရှိရင်တိုင်3နိုင်ပြန်ထိုးမယ်ဒီတိုင်း3ရက်တင်တိုင်ပေါ့နော်3ရက်တင်တိုင်ဒီပန်းပွင့်နေရလဲအရင်ခစ်စားတယ်နော်နှစ်တိုင်3နိုင်မျိုးလေး3နိုင်ပေါ့နော်3နိုင်ရပြီးရင်ဒီမှာကကျမတို့တပွင့်ထပ်တက်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒီမှာဒီလိုမျိုးလေးပဲရစ်တိုင်လေးနဲ့ပေါ့နော်ဒီလိုပုံစံမျိုးလေးနော်အဲ့လိုပုံစံမျိုးလေးနဲ့အဲ့လိုပုံစံမျိုးလေးပဲပေါ့နော်ပြီးရင်ဒီမှာကဖွင့်ပြီး15ချက်ထိုးမယ်ပြီးပွင့်လာတလွာထိုးမယ်ပြီးလို့ရှိရင်ဖွင့်ပြီး15ချက်ပြန်ထိုးမယ်ပွင့်လာထပ်လာပြီးလို့ရှိရင်ဒီဘက်တိုင်လေးနဲ့ဆက်မယ်နော်ဒီလိုပုံစံမျိုးလေးဒီမှာအခုဒီတာရဲ့နမူနာပေါ့နော်ဒီမှာပွင့်လာတလွာပြီးသွားရင်ဒီဘက်မှာဒီဘက်တလွာကိုကျမတို့ပွင့်လာတလွာစာထိုးတယ်နော်ပွင့်လာစာထိုးပြီးရင်ပွင့်လာရပြီးရင်ဒီအပွင့်လေးနဲ့ချိတ်တယ်ဒီအစစ်မှာဆိုလို့ရှိရင်လည်းပွင့်လာတလွာစာရပြီးလို့ရှိရင်နောက်ပွင့်လာတလွာတပွင့်စာရဲ့ပွင့်လာကိုထိုးတယ်ပေါ့နော်ပွင့်လာကိုထိုးပြီးရင်ဒီဘက်ထိတ်နဲ့ချိတ်တယ်နောက်တပွင့်ဆိုရင်ဒီဘက်ထိတ်နဲ့ချိတ်တယ်ဒီလိုမျိုးလေးပဲပေါ့နော်ဗီဒီယိုလေးတွေကိုမရှင်းလို့ရှိရင်အစကနေပြန်ပြီးတော့ကြည့်ပေးပါပေါ့နော်ဗီဒီယိုတွေကအရင်ရှိတယ်ဖြစ်တဲ့အတွက်ပေါ့နော်ကျမလည်းဒီလောက်လေးနဲ့ပဲထိုးပြပြီးတော့မယ်နော်အားလုံးပဲသဘောပေါက်မယ်လို့ယုံကြည်တာပေါ့နော်အားလုံးလည်းအဆင်ပြေကြပါစေနော်ဗီဒီယိုလေးတွေကိုလည်းမကြာခဏတင်ပေးမှာပေါ့နော်ဘာလို့လဲဆိုရင်သွမွေးကို
တူတူဝါဒနာပါတဲ့သူတွေအတွက်ပေါ့နော်အခြေခံနေစတ်ထိုးတဲ့သူတွေအတွက်ပါပေါ့နော်အရင်ကျွမ်းတဲ့သူတွေဆိုလို့ရှိရင်တော့လေဟိုအစဘူးပေါ့နော်ကျမကလည်းအရင်ကျွမ်းတဲ့အထဲမှာမပါဘူးအဲဒါကြောင့်လို့ကျမနဲ့တူတူအခုမှအခြေခံစပြီးတော့တက်သူတွေအတွက်ပေါ့နော်ထုတ်ပြပေးတာပါပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေနော်ဒီလိုမျိုးလေးပေါ့အရန်လှတယ်အရန်ချစ်စရာကောင်းတဲ့အပြင်မှာပေါ့နော်ထိုးကြည့်ပါပေါ့နော်ကိုထိုးတဲ့ခါကျရင်လေအရန်ကိုပေါ်ပါလေးအရန်သဘောကျမှာနော်အရန်လှတယ်အားလုံးပဲအဆင်ပြေကြပါစေနော်